မြန်မာရုပ်ရှင်လောကရဲ့ပထမဆုံးလူတစ်ယောက်မှမကြည့်တဲ့ရုပ်ရှင်ဖြစ်စံချိန်တင်သွားတဲ့မြို့ပြတဲ့ကလမ်းမရုံလေးရိုက်ကူးတဲ့မြို့ပြတဲ့ကလမ်းမရုပ်ရှင်ဟာမြန်မာရုပ်ရှင်လောကမှာပထမဆုံးအကြိမ်ဖြစ်ကြည့်ရှုသူတစ်ယောက်မှမရှိတဲ့ရုပ်ရှင်ဖြစ်စံချိန်တင်သွားကြောင်းအနုပညာအတိုင်းဝိုင်းထံမှစုံစမ်းသိရှိရပါတယ်။အဆိုပါရုပ်ရှင်အတွက်ရုံလေးဟာငွေကျပ်သိန်းပေါင်း6000ကုန်ကျခံကရိုက်ကူးထားခြင်းဖြစ်ပြီးနိုဝင်ဘာ28ရက်တွင်ရုံတင်ပြတဲ့ရာကြည့်ရှုသူတစ်ယောက်မှရောက်မလာခြင်းဖြစ်ပါတယ်။သိန်း6000ကျော်ကုန်ပါတယ်ပြင်ဆင်တာနဲ့ရိုက်ကူးအချိန်စုစုပေါင်းတစ်နှစ်ခွဲကြာပါတယ်ဒီနေ့စပြီးရုံတင်နဲ့ကြည့်ပြရသူတွေတော့ quality ကိုသိပါတယ်ဒါပေမဲ့ကြည့်ရှုသူမရှိတာကြောင့်ဒီနှစ်တစ်နှစ်လုံးမှာဝင်ငွေအနည်းဆုံးစကားအဖြစ်စံချိန်ဝင်သွားပါပြီရုံမှာလူတစ်ယောက်မှမရှိလို့ပိတ်ရပါတယ်ဟုရုံလေးကသူ၏လူမှုကွန်ရက်စာမျက်နှာမှာရေးသားထားပါတယ်မြို့ပြတဲ့ကလမ်းမရုပ်ရှင်၏ရုပ်ရှင်အထူးပြပွဲကိုနိုဝင်ဘာ29ရက်ကပြုလုပ်ရမှာတိုင်ရွန်ထက်ထွန်းအပါအဝင်ထိုရုပ်ရှင်မှာပါဝင်တဲ့အဓိကတရုပ်ဆောင်များလာရောက်ခြင်းမရှိဟုသိရပါတယ်ယခုလိုကူညီသူမရှိတဲ့အတွက်လည်းအပြစ်တင်ထားပြီးရုပ်ရှင်လောကမှာအနားယူတော့မယ်လို့လည်းအသိပေးလာပါတယ်တယောက်တည်းမဟုတ်ဘူးလူပေါင်းရာကျော်တဲ့အကောင့်တူကကောမန့်တစ်ခုအစဲခံရဖို့တောင်းတူလို့အစဲမခံချင်ကြဘူးယုံလေးနဲ့မပတ်သက်ပါဘူးကင်းပါတယ်ပေါ့ထားပါတော့ဝင်းရံပေးခဲ့တဲ့သူတယောက်ချင်းစီတိုင်းကိုအမျက်မတရားရှိနေမှာပါတသက်လုံးမသေးမချင်းအမှုပညာပဲလှုပ်ချင်ခဲ့တာအဲ့ဒီရွေးချက်ကမြ мян ပျက်စီးသွားမယ်လို့မထင်ခဲ့ဘူးဘယ်ဘဝရောက်ကျွန်တော်ဘေးမှာရှိတဲ့အမှုပညာသမားကတော့မြ мян ထူးခြားကိုယ်ကြီးပဲ ice school ကတော့ wifi ချိန်မိတဲ့အချိန်တွေတော့ပေါ်လာတဲ့အားလုံးကိုနှုတ်ဆက်ပါတယ်ဆိုပြီးအမှုပညာလောကကိုနှုတ်ဆက်သွားပါတယ်